လာပါဒီနေ့ကတော့အချစ်ဆုံးတကယ်ချင်း300ကျောင်းလေးကိုပြပြသွားမယ်ဖြစ်ပါရဲ့အခုကတော့တို့ကျူရှင်ဆင်းနေပါပြီ။အော်တကယ်ဆင်းလို့ပြန်ကြမယ်လीအေးလာတက်ကိုစပိန်ကိုစီနေဆိုတော့ပို့ပြီးကောင်းတာပေါ့ဟာပြီးတော့တယောက်စီစပိန်မဲကြောင်းတာလीဒီမှာကျတော့တည့်ရဲ့အတိုင်းပဲ။အော်ငါစကားပြောနေတို့နှစ်ကအနောက်မကျန်တာ။ဟဲနင်တို့နှစ်ယောက်ကလည်းအမြဲတမ်းထက်နေရပဲ။နောက်ဆုံးတော့ငါတို့အိမ်ရောက်ခဲ့ပြီဟာဟဲနင်တို့ညောက်ကလည်းငါစပိန်ညောကန်လွဲ့ကုန်ပြီအေးပါဟာကဲလာငါတို့မိတ်ကပ်တီဖြတ်ပြီးစောကြမယ်အေးပါဟာကဲငါတို့ပြီးပြီဆိုလာဝိစားလေးကြမယ်ဒီလိုနဲ့ပဲမိုးရလာတော့ခါဟာတကယ်ချင်းငါတို့ရေစောမလို့ပါဆိုမိုးရလာပြန်ပြီလာအပြေထွက်ကြည့်အောင်တကယ်ကြီးမိုးရတာလားဟဲဟုတ်တယ်ဟာတကယ်မိုးရနေပြီဟဲငါတို့ဖျားရမယ်လာဟာထီဆောင်ကြမယ်လीလာငါတို့300ဆုံးထီလေးဆောင်ပြီးသွားပြီဆိုတော့အော်ဒီလိုမျိုးမိုးရနေတဲ့အချိန်လက်ကမင်းကအရန်ကြိုက်တာပဲအေးညာပဲဟာမိုးရေတွေကလည်းအော်ဒီနောက်မှခဏနေရအောင်ဟာအေးဟာအခုမှပဲပြီးရောဟမ်မိုးရနေတယ်အော်ငါစိတ်ညစ်လိုက်တာငါမထီးမပါဘူးအမြန်ပြန်မမလီအော်ရေးတဲ့မိုးကလည်းခါရဲကွာစိတ်ညစ်ပါရဲ့ကွာခါရဲဟိုကလေးမရသူတို့ရမ်းကန်ကောင်းတာပဲသူတို့ပြန်သွားမှပဲမိုးကရွာတယ်ယေးဟဲ့မပါအော်ရလည်းမသိဘူးဟဲမင်းတို့3ယောက်အော်ထီးပါရနော်တိုက်စီကဘာဖြစ်သွားလဲဘာမှဖြစ်ပါဘူးငါဒါလေးတိုက်မိတာအိုက်ရပြီဟူးအော်ဆရာလည်းထီးပေးမလို့ပါဆိုသူကဝင်သွားပြီကဲလာတကယ်စလို့လာတွားရအောင်ဘယ်နေအောင်ရှိနေလဲမသိပါဘူးဟဲ့ငါတို့တော်လေးမိုးချုပ်တော့မယ်ဒီနေ့ဟာတကယ်စလို့ရဲ့ပြင်းစရာကောင်းလိုက်တာမိုးရွာလို့ရှင်တော်ပြင်းမို့ကောင်းနေဟာအေးလို့ငါတို့စားလို့ကြမယ်လीအေးပါဟာညောင်းလိုက်တာစားလို့ရင်းနဲ့16နာရီထိုးရတော့အခါဟဲ16နာရီအောင်ထိုးနေလာငါတို့ညနေစာစားကြမယ်အေးအခုပြီးမယ်နော်နင်တို့2ယောက်နေသားโอเคစလို့လာတော့အေးစားကောင်းနေလက်စအမလီကောင်းလိုက်တာဟာငါတို့အချစ်ဆုံးကြီးခူးပေးလို့လားမသိပါဘူးအရင်ကောင်းတာပဲအမလီငါလည်းမြောက်နေစမ်းပါနဲ့ဟဲမိုးဖွဲလေးပဲရွာတော့တယ်ဟဲဒီမိုးဖွဲလေးကဖျားနိုင်နေဟာဟုတ်တယ်နော်မိုးချက်ချင်းသိသွားပါလားရေးပြောစရာကြီးဟာလက်ရှိကြမယ်မိုက်တယ်ဟာခုမှပဲကောဆော့ရရဟာဟုတ်တယ်နော်အေးလို့ရမ်းမိုက်တာပဲဒါနဲ့လေငါတို့ဓာကြီးဆောက်လိုက်ရတည်ပါလားနင်းပြင်များထန်းတော့ကလေနင်းဆက်မြက်သွားလေအခုတက်တာပြီလားတက်တာပါပြီစုရဲ့တက်တာလေငါဝမ်းတာပါရဲ့ဟာအေးတို့စကားပြောပြီးစော့ကစားနေရင်နဲ့18နာရီထိုးတော့အခါ18နာရီအောင်ထိုးနေပြီပဲဟာငါတို့မြို့ကငါတို့ရဲ့ဘာသာစကားကျောင်းကဟာ18နာရီတွေထိုးပြီဆိုတောင်းနေမိရအခုမမြည်တော့ဘူးနော်ဟုတ်တာပဲငါ့ကိုလိုက်ရိုက်ကြနော်ငါ့ကိုလိုက်ပြတဲ့ဟာငါ့ကိုလိုက်နိုင်မယ်လို့ထင်နေရလားအမလီအေးပါငါလိုက်နိုင်လို့ကတော့အမလီဟာဝလာငါခေါင်းမူလာကြီးအဲ့လိုပတ်မပြင်းနဲ့ဟာပြေးမှာပဲနင်တို့ညောင်းလိုက်ရအောင်လိုက်ကြလေဝတော်ပြီမလိုက်နဲ့တော့ငါတောင်းမယ်မာတယ်ဟာမွေးမင်းကတော့နေအောင်ဝတေးပါပြီလိုက်နေနဲ့
ဟာငါတို့စောင့်နေရဟဲ့ဘယ်လာနာရရှိပါလဲမသိဘူးလာငါတို့ဖကြမဲ့စလဲကြမယ်တို့တော့ရဖကြမဲ့စလဲလဲပြီးသွားပြီဆိုတော့အိတ်ကြမယ်ဒီနေ့ကစောရနော်အေးဟုတ်တယ်ဟာအေးမယ်ငါနေနေအိမ်မယ်နော်အေးဟဲ့ဘာလို့လဲတခုတောင်ချတာမဟုတ်ပါဘူးဟာအဲ့လေကဟိုဘာလဲမသိဘူးမနက်တော့ငါပဲဖြစ်ထားတယ်မသိဘူးအားကြောင့်အေးပါကဲအားလုံးပဲဆုံးဖြတ်ကြည့်ပြီးကြတဲ့ကျေးဇူးများတင်ပါတယ်ရှင်ဒီလို Sakura video လေးတွေကြည့်ရှင်နေဆိုလို့ရှိရင်လည်း Chris ရဲ့အကောင့်လေးကိုပေါ့နော် is အကောင့်လေးကို subscribe လေးလုပ်ခဲ့ကြပါဦးပြီးတော့ like လေးလည်းပြီးခဲ့ကြဖို့တောင်းဆိုပါရှင်ပြီးတော့ဆက်ပြီးတော့လည်းအားပေးကြဖို့တောင်းဆိုပါရှင်ခင်လို့လည်းရပါတယ်နော်အားလုံးပဲ bye bye